ဒိတ်ဒိတ်ကျဲတထေးကြီးတွေပဲတက်ရောက်ခဲ့တဲ့ KBZ ရဲ့သိန်း9000အလူရှင်မင်္ဂလာပွဲမြန်မာရဲ့နံပါတ်1အချမ်းသာဆုံးတထေးကြီးကမ္ဘောဇဘဏ်လုပ်ငန်းကဦးအောင်ကိုဝင်းရဲ့သမီးလက်နန်းခမ်းနောင်ရဲ့မင်္ဂလာပွဲကတော့အောင်မြင်စွာပဲကျင်းပပြီးဆုံးသွားပါပြီ။အဲ့ဒီမင်္ဂလာပွဲကိုတော့ရန်ကုန်မြို့ဒိတ်ဒိတ်ကျဲတထေးကြီးတွေပဲတက်ရောက်ခဲ့တာပါ။ဒီမင်္ဂလာပွဲမှာယဉ်နှီးတဲ့သူတွေအချို့နဲ့ရန်ကုန်မြို့ကတထေးကြီးအကုန်တက်ကြတယ်လို့လည်းသိရပါတယ်။နန်းခမ်းနောင်နဲ့နယ်သာလန်နိုင်ငံသားတို့ရဲ့မင်္ဂလာပွဲကိုတော့ရန်ကုန်မြို့က Governor Resident မှာပြုလုပ်ခဲ့တာလို့လည်းဆိုပါတယ်။ကမ္ဘောဇဘဏ်ရဲ့နာယကဖြစ်တဲ့တထေးကြီးဦးအောင်ကိုဝင်းနဲ့ဒေါ်နန်းတန်းထွေးတို့ရဲ့သမီးလက်ဖြစ်တဲ့လက်ရှိကမ္ဘောဇဘဏ်ရဲ့အကြီးအကဲနန်းခမ်းနောင်နဲ့နယ်သာလန်နိုင်ငံက Mr. Wellming နဲ့ Mrs. Wellming Client Trace တို့ရဲ့တားဖြစ်သူ Arno Wellming တို့ဟာနှစ်ဖက်မိဘတွေရဲ့သဘောတူခွင့်ပြုချက်နဲ့အတူနှစ်ဦးသားမြတ်တာမျှကလက်ထပ်ထိမ်းများတာလို့လည်းဆိုပါတယ်။မင်္ဂလာမောင်နှံရဲ့သဘောဆန္ဒအရခန္ဓာကြီးကျယ်သလောက်ကုန်ကြစရိတ်ကြီးမားလွန်းတဲ့အခမ်းပွဲကြီးမလုပ်ဘဲမင်္ဂလာဆုံးကျွေးနေ့မှာပဲတကယ်လိုအပ်နေတဲ့ရန်ကုန်မန္တလေးတောင်ကြီးနဲ့တန်လင်းစတဲ့နေရာတွေကဆေးရုံဆေးကန်းကျောင်းအသင်းအဖွဲ့စတဲ့နေရာတွေအတွက်လှူဒန်းငွေကျပ်သိန်းပေါင်း9000တိတိကိုလည်းလှူဒန်းခဲ့ပါတယ်။နန်းခမ်းနောင်ကတထေးကြီးဦးအောင်ကိုဝင်းရဲ့သမီး3ဦးတည်းကသမီးအလက်လေးဖြစ်ပါတယ်။အခုလက်ရှိကမ္ဘောဇဘဏ်ရဲ့ဒုတိယအမှုဆောင်အရာရှိချုပ်အဖြစ်တာဝန်ယူထားသူလည်းဖြစ်ပါတယ်။နန်းခမ်းနောင်နဲ့အာနိုဝယ်မင်းတို့ရဲ့မင်္ဂလာဦးအလှူတော်အဖြစ်ကျပ်သိန်းပေါင်း9000တိတိကိုဗုဒ္ဓတက္ကသိုလ်တန်ခဆေးရုံဘိုးဘရိပ်သာမျက်မမြင်ကျောင်းနဲ့ဖုံးတော်ကြီးတင်ကျောင်းအပါအဝင်နေရာ18နေရာကိုလှူဒန်းလိုက်တာပဲဖြစ်ပါတယ်။နန်းခမ်းနောင်ကအခုလက်ရှိမှာကမ္ဘောဇဘဏ်ရဲ့ဒုတိယအမှုဆောင်အရာရှိချုပ်တဦးဖြစ်တယ်လို့ KBZ Financial Group ရဲ့ဥက္ကဋ္ဌတူဦးလည်းဖြစ်ပါတယ်။သူမက FBX Holding ကိုလည်းတီထောင်သူနဲ့ CEO တူဦးလည်းဖြစ်ပါတယ်။သူမရဲ့အခုမင်္ဂလာဦးအလှူကျပ်သိန်းပေါင်း9000တိတိလှူဒန်းမှုကိုဝမ်းသာနေတဲ့လူတွေရှိတယ်လို့ဝေဖန်ပြောဆိုမှုတွေကလည်းလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။လူမှုကွန်ရက်အသုံးပြုသူတူကတော့ငါတို့ပတ်စံငါတို့ပြန်ထုတ်ပေးဖို့ကြတော့ special မတို့ဟိုအကောင့်လို့ဆိုမရဘူးဒီအကောင့်ဆိုမပေးဘူးတပတ်ကို10သိန်းတို့ကုမ္ပဏီဆိုတပတ်ကိုသိန်း100တို့သူ့သမီးကြတော့သိန်း9000ထုတ်လူတယ်တော်တော်တရားကြဖို့ကောင်းတာပါလားလို့ဝေဖန်ပြောဆိုမှုတွေလည်းရှိနေပါတယ်မြန်မာပြည်ရဲ့ချမ်းသာဆုံးတထေးကြီးရဲ့သမီးလုံးနေပြီးယူစရာရှာလို့နိုင်ငံသားကိုမှယူရတယ်ဆိုပြီးတော့လဲနန်းခမ်းနောင်ကိုဝေဖန်တိုက်ခိုက်မှုတွေရှိနေတာပါအန်ဩဘကမ္ဘောဇပါပဲနိုင်ငံသားနဲ့ယူရင်အမျိုးဖြတ်တယ်ဆိုသူတို့ယူလို့တော့ရလားအမျိုးဘာသာသာသနာကိုစောင့်နေတဲ့ဆိုတဲ့အဖွဲ့တွေကရောဘယ်ရောက်ကုန်ပြီလဲအဲ့ဒါမျိုးကြတော့မပြောရဲကြဘူးမို့လားတူတာကသိန်း9000လေအခုသူတို့ကမ္ဘောဇဘဏ်မှာတရက်ကိုသိန်း20ပဲထုတ်ခွင့်ရှိတာဆိုတော့ရက်ပေါင်း4500ထုတ်ရမယ်တလကိုဘဏ်ဖွင့်ရ21ရက်ပဲထားလိုက်လပေါင်း214လထုတ်ရမယ်ဒါဆိုရင်ပြန်ပြ16နှစ်လောက်တော့ကြာမှာပေါ့လို့လူမှုကွန်ရက်အသုံးပြုသူတူကလည်းပြောပါတယ်နန်းခမ်းနောင်တို့ဇနီးမောင်နှံရဲ့မင်္ဂလာဦးအလှူအဖြစ်သိန်း9000အလှူအပေါ်မှာဝေဖန်မှုတွေရှိနေတာပါဘုန်းကြီးကျောင်းတွေလှူဒန်းကုသိုလ်ရမယ်လို့ထင်နေပြီးသူတို့ကလက်ရှိမှာမြန်မာပြည်ရဲ့ချမ်းသာဆုံးဖြစ်တာကြောင့်အဲ့ဒီလိုလှူတာထက်တိုင်းပြည်အခြေအနေကစစ်ပေးရှောင်နေတဲ့ပြည်သူတွေကိုပဲလှူတင်တယ်လို့ပြောဆိုမှုတွေလည်းရှိနေပါတယ်။ပတ်စံပဲရှိပြီးတော့ညံမရှိတဲ့လူတွေလို့ပြောရင်လွန်မယ်မထင်ဘူး။ပတ်စံလှူတိုင်းကုသိုလ်ရမယ်လို့ထင်နေတဲ့ခြင်းကအတော်အောင်မြင်တာပဲ။အခုသူတို့ကမြန်မာပြည်မှာချမ်းသာဆုံးလေအခုတိုင်းပြည်အခြေအနေကစစ်ရှောင်နေတဲ့ပြည်သူတွေတန်းနဲ့ချီရှိတယ်။ဒါတွေကိုလှူတင်တာအခုသူတို့လှူလာကလည်းပြည်သူတွေရဲ့ KP အကောင့်တွေကပိတ်ထားခံရတဲ့ပတ်စံတွေမပါဘူးလို့မပြောနိုင်ဘူးလို့မှတ်ချက်ပေးထားပါတယ်။နန်းခမ်းနောင်နဲ့နယ်သာလန်နိုင်ငံသားတို့ရဲ့မင်္ဂလာအခမ်းအနားကိုတက်ရောက်ခဲ့တဲ့စိန်နန်းတော်စိန်ရွှေရတနာဆိုင်ပိုင်ရှင်ဒေါက်တာအောင်ကျော်ဝင်းကလည်းအဲ့ဒီမင်္ဂလာဆောင်အခမ်းအနားကိုတွားရောက်တက်ရောက်ခဲ့ပြီးတော့ညီလေးနဲ့ညီမလေးတို့သက်ဆုံးတိုင်ရုံးမြေကြပေါင်းဖက်နိုင်ပါစေဆိုပြီးတော့လည်းဆုတောင်းထားပေးပါသေးတယ်။